ကဲဒီနေ့ငဆုပ်ကလေးချက်မယ်ဆိုတော့ငဆုပ်ကိုအရင်ဦးဆုံးထောင်းမယ်စီးတာပေါ့ဗျာချင်းကျက်တော့ဖြူနီဒါလေးကိုထောင်းမယ်နော်ကျတော့အနီလေးပါထောင်းလာလေးတွေညက်သွားပြီဆိုတော့ကတ်ထားပါမယ်ကဲစီပူလာပြီဆိုရင်တော့ပထမဦးဆုံးစီလေးကိုအရင်စပြီးတော့ထည့်ပါပြီစီပြန်ဟင်းလေးဆိုစီကတော့နည်းနည်းလောက်ခလေးပေါ့ဗျာစီကတော့10သားလောက်ပေါ့နှစ်ချက်ခွဲသားလောက်ဆိုလည်းဖြစ်ပါတယ်စထည့်ပြီးဟုတ်ပြီကျွန်တော်တို့ငဖဲတွေထည့်လုံးမာတော့မယ်ငါထောင်းထားတဲ့ငဖဲလေးတွေကိုအပြားလေးတွေလုပ်ပြီးတော့လုံးပါတယ်နာလုံးပြီးလို့လုံးရည်လေးခန်းလာပြီဆိုရင်တော့ကျွန်တော်တို့စုံရည်ထည့်ပါစုံရည်ဆိုတာကခုနကကျွန်တော်ထောင်းထားတဲ့ချင်းကျက်သွန်အဖြူနီငဖဲထောင်းထားတဲ့ငရုတ်စုံတွေကငရုတ်စုံရေကျင်းပြီးတော့ထည့်လိုက်တယ်စုံရည်ပေါ့စုံရည်ခေါ်တာပေါ့ကဲဒီလိုစီပြန်လာပြီဆိုရင်တော့ကိုကြိုက်တဲ့အနေထားရောက်လို့ရှိရင်တော့ချလို့ရပါပြီ။ကျွန်တော်ကတော့စီလေးတော်တော်လေးပြန်ထားမှဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးစီပြန်မှချပါမယ်။ကဲဒီလိုတော့ဆိုတော့ရပါပြီ။ကဲချက်တဲ့စီကဘယ်သူလဲမသိမှဆိုတော့လာပြီးကိုထေပြတာပါခင်ဗျာ။